有錢လုံးလုံးမဟုတ်ပါယောက်ျားခိုင်းလို့ပါဘယ်ရောက်ကြလဲနင်မယောက်ျားရှိလို့လားယောက်ျားရှိလို့လားဘာလျှောက်អော်နေအောင်ဘောစီရောင်ခိုင်းတာလေပြန်ပြော ယောက်ျားတော့ရှိဦးလေ အဲ့ဆိုပြန်ပြော ရောင်းချင်းလုံးလုံးမဟုတ်ပါဘောစီခိုင်းလို့ပါ အဲ့ဆိုဘောစီခိုင်းလို့ရောင်းတာလားမရောင်းချင်ဘူးပေါ့ ရောင်းချင်တာပေါ့ဒီလိုမျိုးနော်ဟာဝေး make HD အစ်စ်မျိုးပါကေကြီးကိုလုံးဝစက္ကန့်သေးနဲ့ရမှာလုံးဝအစ်စ်သက်ကြီးအဲ့တော့မှလုံးဝမထင်ထားတဲ့ဈေးနဲ့ရမှာ အဲ့ဆိုဘာလို့လျှောက်អော်နေ အားချောက်ကြီးရလေ အမချောင်နဲ့တော့တွားရိုက်ကြမယ်လား အကမလားဒီမှာက Huawei Mate HD 3ခေါက်ရှိုးဖုန်းနဲ့မိတ်ဆက်ပေးသမှာပဲဖြစ်ပါတယ်ဒီကောင်ကကြောင့်ညီမတို့အစ်စ် new parking အစ်စ်ဆက်ဆက်ပေါ့နော်အစ်စ်ဈေးက300ကျော်တာကိုမှညီမတို့လုံးဝစက္ကန့်ဈေးနဲ့လုံးဝဘယ်မှမရနိုင်ပဲနဲ့မထင်ထားတဲ့ဈေးနဲ့85သိန်းနဲ့ပဲရောင်းပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကိုမှညီမတို့ဆိုင်နေက cashback 2သိန်းပြန်ပေးမှာဖြစ်ပြီးတော့83သိန်းနဲ့ပဲရောင်းပေးတော့မှာဖြစ်ပါတယ်ကောင်လေးကကြောင့်ညီမတို့3ခေါက်ရှိုးဖုန်းနဲ့လာထားတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီကောင်လေးမှာကကြဘယ်လိုမျိုးထူးခြားချက်တွေပါသွားလဲဆိုလို့ရှိရင်သူ့မှာကညီမတို့ဘက်ထရီမက်ကကျတော့9600နဲ့ကိုမှ66ဝက်နဲ့လာထားတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့သူ့ကိုကကျတော့ညီမတို့စာရွက်အပားလေးပေါ့နော်ပေပါအပားလေးနဲ့ညီမတို့တင်စားထားတာပေါ့နော်အဲ့လောက်ထိကိုပါးလစ်တဲ့ဖုန်းဆိုပြီးတင်စားထားတာဖြစ်ပါတယ်နောက်တစ်ခုကသူ့ကိုကင်သုံးရတဲ့ hand feel လေးကကျတော့ညီမတို့စာရွက်လေးတစ်ရွက်ကိုလက်ထဲမှာခောက်ပြီးသုံးနေရတဲ့ feel လေးကိုရရှိစေလို့ညီမတို့ review တွေမှာတွေ့ရှိရပါပေါ့နော်နောက်တစ်ခုကကျတော့ညီမတို့ဒီကောင်လေးမှာကကျတော့ပေါ့နော်ဒီကောင်ကအဒုတယ်ပေါ့နော်ညီမတို့ဒုတယ်မှာကကျတော့အရန်ပါးလစ်ပြီးတော့သူ့ရဲ့ gram ကကျတော့298 gram ပဲရှိပါတယ်အဲ့ဒီပြီးတော့သူသုံးခေါက်လုံးကိုဖြန့်လိုက်တဲ့အခါမှာ tablet size ကကျတော့ 10.2 inches ကိုရှိပါတယ်ပေါ့နော်အဲ့လောက်ကို screen size ကြီးကြီးနဲ့သုံးရမယ်ဂိမ်းကြီးပိုင်းဆော့ပဲဆိုလို့ရှိရင်ညီမတို့ပတ်ကြီးတွေပိုင်းဆိုလို့ရှိရင်ပေါ့နော်လုံးဝ screen size ကြီးကြီးနဲ့ဆို resolution ပြည့်ပြည့်ဝသုံးရပါမယ်အဲ့ဒီပြင် camera ပိုင်းလည်းလုံးဝ share လှသွားပြီပေါ့နော်အဲ့ဒါကိုမှညီမတို့ကလုံးဝစက္ကန့်စီတင်နဲ့ရောင်းပေးထားတာဆိုတော့ပစ္စည်း in-stock ကလည်းညီမတို့ရှိမှာပြပြစားမရောက်ထားဘူးပေါ့နော်အဲ့ကျတော့အကုန်ပြန်ပါတယ်နောက်တစ်ခါကျတော့ညီမတို့ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင် cashback လေးလည်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အကုန်ပြန်တဲ့အတွက်ကြောင့်မလို့အမြန်ပဲအပြည့်လေးလာရဲ့ဝယ်အားပေးဖို့အတွက်ညီမအနေနဲ့ဖိတ်ခေါ်ပါတယ်လာရဲ့ဝယ်အားပေးဖို့အတွက်ဒီဟာလေးကတော့ပြပြမျိုးတင်းစီပန်းဝိုင်းနီးပိချစ်ဆယ်လောက်မှရှိရဲ့ shape ပိုင်းဆောင်လေးမှာဖြစ်ပါတယ်ရှင်